ပဲပြားအစာတော့ဟိုဘက်တိုင်းနဲ့ဒီဘက်တိုင်းဟာဗရင်းတကားဖွင့်စရာမလိုအောင်ကတ်နေပြီအာရှရိုက်တဲ့တန်အမေရိကကိုစူးနေအရာရာအစားထိုးလို့ရတဲ့ခေတ်ဆိုတော့တကယ်ချင်းမင်းဟာဒီကနေ့တင်မောင်ဝင်မနှက်ဖြန်ခင်မေဝင်ဖြစ်သွားနိုင်တယ်ရှာမရှိနဲ့စကားမရှိနဲ့စပင်းအရှင်နဲ့ကောင်မလေးတယောက်နေကင်းကြောင်တောင်မြို့လေကောင်မစပင်းအဖြတ်ခံလိုက်ရတယ်တောင်အမေရိကလေတောင်နဲ့စူးနေတဲ့စကလုံးမြောက်အမေရိကဆွဲနှုတ်လို့ရပြီလင်းမရှိနဲ့ချီမရှိနဲ့အာဖရိကဗရင်းပေါက်တဲ့ဥရောပလက်နိုင်နေပြီတိုက်ချင်းကတ်လာတော့တိုက်ချင်းနှစ်ပြစ်လို့ရတော့ဓာသွင်းနေရင်ကြာမယ်စိတ်ကူးနေရင်ရှည်မယ်ဘုံကနေဆိုတုံကနေလဲကျသွားတဲ့ခေတ်ဆိုတော့အိုးနှစ်သားပေါင်းလို့လူသားကဘုံတစ်လုံးဖြစ်တယ်ခွေးသားကလည်းဘုံတစ်လုံးဖြစ်နိုင်တာပဲတည့်ရကြွေတာအတိတ်စိမ်မဟုတ်ဘူးကြီးကန်းအော်တာအတိတ်စိမ်မဟုတ်ဘူးတဘာဝဘေးရနေဆိုတာခမှန်တိုင်းမှန်တာမဟုတ်ဘူးဒီညမင်းလာမလားမသိကြဘူးဒီကနေ့ရတဲ့ပတ်စံမနေ့ကအကျွေးကိုဆက်ဖို့ဒီကနေ့ခတ်တဲ့ရေကမနေ့ကမီတာကိုညှိမှုထိုင်မရထမရမေတ္တာတရားကိုအပူဟတ်တော့တော်မိတဲ့ကိုတောင်းမဲ့ရေတစ်ခွက်လှမ်းပတ်မိတယ်မနေတဲ့မထိုင်တတ်နည်းနည်းများရတာရှိမလားလို့ဒီကဘာကိုဒီကဗျာနဲ့အစာသွတ်မိတယ်စာရည်သူကို၍တရဖူမဂ္ဂဇင်းအောက်ဂုတ်2009